အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YMP ရဲ့ချင်းညီကိုတွေအတွက် free type ရွေးချယ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မနေ့က free type ရွေးချယ်မှုကတော့ကံမကောင်းစာနဲ့ပဲ YMP ရဲ့ချင်းညီကိုတွေအားလုံးရှုံးနေခဲ့ရပြီးတော့မနေ့ကရောင်းပွဲကတော့ပြားနိုင်ဆိုတဲ့ရလဒ်အသာကျင်းခဲ့ရပါတယ်အဲ့ဒီအတွက်လည်း YMP အနေနဲ့ဒီနေ့မှာအကောင်းဆုံးပြန်လည်ပြီးတော့စူးစမ်းပေးထားပါတယ်ဒီနေ့အတွက်ရောင်းပွဲဝယ်ယူခြင်းနဲ့ညီကိုများကလည်းဒီနေ့မှာရောင်းပွဲထုတ်ပေးထားတယ်ဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39ခွန်9ကို296ခွန်ပိုက်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ်အဲ့တော့ဒီနေ့ရဲ့ free type ရွေးချယ်မှုကြောင့်လည်းစပြောလဲအောင်ဒီနေ့ရဲ့ free type ဖြစ်ရွေးချယ်ထားတဲ့ပွဲစဉ်ကအလာဘတ်နဲ့ဘီလာယူရဲ့ပွဲစဉ်တွေကိုရွေးချယ်ပေးထားတယ်လက်ရှိဘီလာယူရဲ့ကအဝေးကွင်းကနေတည်40ဆိုတဲ့ကြည်တံပေါက်ပေးထားတယ်ပထမကျော်ဘီလာယူရဲ့ကွင်းမှာတုန်းကဘီလာယူရဲ့ကအိမ်ကွင်းကနေအလာဘတ်ကို1.20ဆိုတဲ့ကြည်တံပေါက်ပေးပြီးတော့31ဆိုတဲ့ကြားလက်နဲ့ကြီးအောင်ခဲ့ရပါအဲ့ဒီဘီလာယူရဲ့အိမ်ကွင်းမှာကြီးအောင်ခဲ့တဲ့1.20ဆိုတဲ့ကြီးတန်းကိုအဝေးကွင်းကြီးနဲ့တွက်မယ်ဆိုရင်ဘီလာယူရဲ့ဒီနေ့ပွဲစဉ်မှာ1+80ဆိုတဲ့ကြီးတန်းပေါက်ပေးရပါလိမ့်မယ်အခုဘီလာယူရဲ့ပေါက်ပေးထားတဲ့တည်40ရှုံးဆိုတဲ့ကြီးတန်းကတော့ဘီလာယူရဲ့ကြီးအောင်တဲ့ကြီးတန်းမဟုတ်ဘူးလို့ YMP ကတော့ယူဆတယ်ပြီးတော့လက်ရှိဘီလာယူရဲ့ပေါက်ပေးထားတဲ့ကြီးတန်းကထူးသားတွေဘီလာယူရဲ့ကိုမနေရဲအောင်ပထုတ်ထားတဲ့ကြီးတန်းမျိုးမဟုတ်ပါဘူး။ဘာဖြစ်လို့ဒီလိုပြောလဲဆိုရင်ပြီးခဲ့တဲ့အပတ်တောက်ကြနေ့ဆက်တာဗီကိုနဲ့ UF ပွဲစဉ်မှာတုန်းက UF ကပေးရမယ်ကြီးတန်းတဲ့အများကြီး short ပေးပြီးတော့ကြီးတန်းပပလေးပေးပြီးတော့ UF ကြီးအောင်ခဲ့တာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာဘီလာယူရဲ့ကပေးရမယ်ကြီးတန်းထက်အများကြီး short ပြီးတော့ကြီးတန်းပပလေးပေးပြီးတော့ကြီးဆက်ပြီးတော့အောင်သွားလိမ့်မယ်လို့ထိုးသားရဲ့တေချာပေါက်တွေးကြပါလိမ့်မယ်။ပြီးတော့နောက်တစ်ချက်ကမနစ်ကရာသီဒီလိုပုံစံမျိုးပဲဘီလာယူရဲ့ကအလာဘတ်ကိုအိမ်ကွင်းမှာ1+10ဆိုတဲ့ကြီးတန်းပေါက်ပေးခဲ့တယ်။အဲ့ပွဲစဉ်မှာဘီလာယူရဲ့က3-3ဆိုတဲ့ရတဲ့နဲ့ကြီးအောင်ခဲ့တယ်။အဲ့ဘီလာယူရဲ့ကြီးအောင်ခဲ့တဲ့1+10ဆိုတဲ့ကြီးတန်းကိုဘီလာယူရဲ့အဝေးကွင်းကြီးနဲ့တွက်မယ်ဆိုရင်ဘီလာယူရဲ့အဝေးကွင်းမှာ90ဆိုတဲ့ကြီးတန်းပေါက်ပေးရပါလိမ့်မယ်။ဒါပေမဲ့ဘီလာယူရဲ့ကဒုတိယကြော့အလာဘတ်ကွင်းမှာ90ဆိုတဲ့ကြီးတန်းပေါက်ပေးရမှာကို90ဆိုတဲ့ကြီးတန်းပေါက်မပေးပဲဘီလာယူရဲ့က20ဆိုတဲ့ကြီးတန်းပေါက်ပေးပြီးတော့အလာဘတ်က1-0ဆိုတဲ့ရလဒ်နဲ့နိုင်ခဲ့ရပါအဲ့တော့ဒီပွဲစဉ်ကလည်းမနစ်ကရာသီတုံးကလိုပုံစံမျိုးတပုံစံနဲ့ဖြစ်နေတဲ့အတွက်မနစ်ကရာသီတုံးကလိုမျိုးပဲအလာဘတ်နိုင်သွားလိမ့်မယ်လို့ YMP ကတော့ယူဆရတဲ့အတွက်ဒီနေ့ရဲ့ free type ရွေးချယ်မှုကိုအလာဘတ် body လေးကိုပဲရွေးချယ်ပေးလိုက်ပါတယ် YMP ရဲ့ချစ်ညီကိုများအားလုံးလည်းအဆင်ပြေကြပါစေရောင်းဝယ်ဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39ခွန်9ကို296ခွန်ပိုက်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ် YMP ကိုအပိရဲ့ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်